မင်္ဂလာဒီနေ့တော့ဖူးရောရူဘီရောဒီနေ့တော့ school order လေးကိုရပြီဆိုတာကြီးညာပြရပါရှင်အဲ့ဒါတော့ဟိုတပတ်ခါရရတာပေါ့နော်ဒါပေမဲ့မပြောပြပါဘူးနော်ကျောင်းရတဲ့အခုဖွင့်ပြီဆိုတော့စာချက်ကပါတယ်အကြောင်းလို့ပါရှင် school order လေးဘယ်လိုလဲဆိုတာဒီပြကြနော်ဘိုင်ဘိုင်ဟာပါဦးခဏလေးနော်ဒီမှာ school order လေးရတော့သူကတေးတယ်ဒီမှာအများကြီးပဲနော်ဒီမှာကလေးတီဆိုရင်တန်ပါတယ်သူကဒီမှာခပီဘာနာကလေးဘယ်လိုပြောမလဲခပီဘာနာ3ခုပါတာနော်မ3ခုမ1ခုအဲ့3ခုမှာကလေးတီပဲအဲ့ဘာလဲတဲ့တခုထက်ပေးချင်တယ်ဗျာဒီမှာလည်းခရုမီကြီးအသေးတလက်ပါဟာလီအများကြီးကို1000ကျပ်ထင်းနေပြီဥပမာဒီကလေးကတော့တစ်ခုဆိုမှဘူးကအသေးကိုမှနောက်တစ်ခုထည့်တယ်ပြီအဲကြောင့်မို့လို့ကိုဆန်ဝစကူလုပ်ပြမယ်နော်ခဏနော် one school မှာtwo school လုပ်ပြမယ်နော် one school အဲ့နဲ့တောင်းလေးငါချအိုးကလေးနှစ်ခုရဲ့တန်နေပြီနော်ကလေးနှစ်ခု3ခုထည့်ပေးမယ်အသေးတစ်ခုပါဒီကလေးကတော့အရမ်းတန်နေနော်ပြမယ်ဒီကလေးကအရမ်းတန်နေနှစ်ခုနော်ဟုတ်တယ်ကလေးကနှစ်ခုနောက်တဲ့တန်တဲ့ကလေးနောက်တစ်ခုလေးဤတဲ့နောက်တစ်ခုဒီလေးနောက်တစ်ခုထည့်ပေးပါရယ်ခရူမီဟာလေးဒါနဲ့ဆိုအရန်တန်တယ်နော်ဖူးဆိုလည်းခေါ်ပြရတယ် ruby အာယူပြပါ ruby ဆိုပြီးတော့ခေါ်ပြအင်္ဂလိပ်နဲ့ရတော့ဗဒမြန်ကေပေါ့နော်စာပါပြီးတော့ဖောက်ရုပ်ကလေးပါဖောက်ရုပ်ကရဘူး kitchen မှာအကြီးလေးပါဒီဟာလေးပါအဘူး kitchen အကြီးလေးပါပြီးတော့ခရမီကြီးတဲ့ခရမီ big လေးပါရှင်ဒီခရမီ big လေးပါစနာကြ crying baby oh my god ဒီ crying baby လေးရလေသူကမီရမလို့မစတစ်ကာလေးရတော့တိတ်တယ်ရေးခဲ့မယ်ပေါ့နော်အော်ရာလေးလည်းမှလို့ရပါတယ်ပပအားလေးပြောရပါရှင်